ဒီနေ့တော့စွမ်းရည်နဲ့အာယုံစိုက်မှုကိုထိန်းချုပ်နိုင်တဲ့အင်မတန်အစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာနီလန်တစ်ခုအကြောင်းပြောပြသွားမှာပါဒီအကြောင်းကိုပိုပြီးနားလဲလွဲသွားအောင်စိတ်ဝင်စားစရာဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်နဲ့တွဲလေးလာကြည့်ကြရအောင်ဒါတော့တော်တော်လေးကိုထူဆန်းတဲ့အမေခွန်းတစ်ခုပါပဲတယောက်ယောက်ကစီကန်းမှာတော့စံပြဖြစ်နေပြီတစ်ဖက်မှာကျတော့အချိန်ဆွဲတဲ့နေရာမှာဆရာကြီးတဆူဖြစ်နေနိုင်လာတယ်ဒီမေခွန်းကပဲကျွန်တော်ရဲ့ဇလန်းကိုစတင်လိုက်တာပါကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလန်အဒီကဇကောင်နိုလန်ဆိုတဲ့သူကြောင့်ကိုအရင်ဆုံးမိတ်ဆက်ပေးပါစေသူကဘယ်လိုလူစားမိုးလဲဆိုတာကိုပေါ့နိုလန်ရဲ့ဘဝမှာလူနှစ်ယောက်လို့ကွဲပြားနေတဲ့ပုံစံကြီးတစ်ခုရှိနေပါတယ်အလုံးမှာဆိုရင်သူကစံပြဝင်ထမ်းကြောက်လို့ပဲစီကံလေးရှိတယ်အာယုံစူးစိုက်မှုလည်းပြည့်ပဲဒါပေမဲ့အိမ်ပြရောက်ပြီဆိုတာနဲ့လုံဝါကိုပြောင်းပြန်ဖြစ်သွားရောအရာအလုံးကနောက်မှလုံးမှန်ဆိုပြီးအချိန်ဆွဲနေတဲ့သူဖြစ်သွားတာပဲအစာပိုင်းမှာတော့ဒါကသူ့ရဲ့ကိုကြီးကူတာဘဝမှာပဲရှိတဲ့ပြဿနာပေါ့ဒါပေမဲ့ကဖြည်းဖြည်းနဲ့နိုလန်ရဲ့အချိန်ဆွဲတဲ့အချိန်ကသူ့ရဲ့အောင်မြင်နေတဲ့ trading အလုပ်ကိုပါလာပြီးထိခိုက်လာတော့တယ်အယောင်ဝိတ်တွေကိုပြန်သုံးသပ်ဖို့ပြက်ကွက်လာတယ် trading channel တွေမရေးဖြစ်တော့ဘူးနောက်ဆုံးမှာဈေးကွက်အသစ်တွေနဲ့လိုက်လျောညီတွေဖြစ်အောင်လောက်ရမယ့်အရေးကြီးတဲ့အဆင့်တွေကိုရှောင်လာတဲ့အတွက်သူ့ရဲ့အမျက်တွေအားတဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့တော့တာပါပဲအော်ဝေးဒါဆိုနိုလန်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲသူပြဿနာရဲ့တကယ်ရင်းမြစ်တာဘာဖြစ်မလဲဆိုတာကိုအတူတူဆက်ပြီးလေ့လာကြည့်ရအောင်နိုလန်ကိုယ်တိုင်လည်းဒီလိုပဲတွေးမိလောက်မှာပါငါ့ပင်ကိုစိုက်မှာပဲဖြူပြီးလို့မရတဲ့အားနည်းချက်တစ်ခုခုများရှိနေလို့လားဆိုပြီးတော့လေအဖြေကတော့ထင်ထားတာနဲ့လုံးဝကိုဆန့်ကျင်ပါပဲဒါဟာသူ့ရဲ့ပင်ကိုစရိုက်ကြောင်မဟုတ်ခဲ့ပါဘူးတကယ်တော့ဒါဟာစစ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအားအင်ကုန်ခန်းမှုကြောင့်ထင်နေခဲ့တာပါသူအိုင်းငုံခန်းနေချင်မျိုးမှာအလုပ်တစ်ခုခုလုပ်เสียပေါ်လာတိုင်းနိုလန်ရဲ့စိတ်ထဲမှာအလိုလိုပေါ်လာလက်ရှိရဲ့အတွေ့တစ်ခုကတော့ဟာဒါကြီးကိုလည်းလောက်ရအောင်မလားဆိုတာပါပဲဒီအတွေ့ကသူ့ရဲ့ဝင်ပြီးနေတဲ့ခန်းစားချက်ကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်ဒီတော့အဓိကအချက်ကဒါပါပဲနိုလန်ရဲ့ပတနာဟာပြင်လို့မရတဲ့ကင်ကိုစရိုက်ကြောင့်မဟုတ်ဘူးဒါဟာစိတ်ပိုင်းဆိုင်ရာအားရတဲ့ချိုးတဲ့နေ့လိုစ조사ခြင်းစိတ်ကိုမထိန်ထိန်နိုင်တော့တဲ့အခြေအနေတစ်ခုသာဖြစ်ပါတယ်ဒါကိုစီမံခန့်ခွဲလို့ကြပါတယ်ဟုတ်ပြီပြဿနာကိုသိပြီဆိုတော့ဖြည့်ရှင်းချက်အပိုင်းကိုရောက်လာပါပြီကိုထိုင်းချုပ်နိုင်ဖို့အတွက်လက်တွေ့ကျတဲ့နီလန်တစ်ခုဖြစ်တဲ့ကိုယ်တိုင်စိတ်ညှို့ခြင်း soft hypnosis ဆိုတာကိုမိတ်ဆက်ပေးပါမယ်ဒီနီလန်ကတကယ်ရောအလုပ်ဖြစ်ရလာလို့မေ့စရာရှိပါတယ်တကယ်တော့ဒုတိယနာတွေအရာကိုယ်တိုင်စိတ်ညှို့ခြင်းဟာစိုးရင်ပူပန်မှုနဲ့အစိတ်ဖြီးစည်းမှုတွေကိုကြော်လွှားဖို့အတွက်အင်မတန်မြန်ဆန်ပြီးထိရောက်တဲ့နီလန်တစ်ခုဖြစ်တဲ့ဆိုတာကိုတွေ့ရှိထားပါတယ်ဒါကတော့တီညင်ကေအာယုံစူးစိုက်မှုရဖို့နိုလန်အထုံးပြုခဲ့တဲ့လေ့ကျင့်ခန်းမှာအဆင့်50ပဲရှိပြီးလိုက်လို့ကြည့်လို့ရလာအောင်ကိုရိုးရှင်ပါတယ်လက်နှစ်ဖက်ကိုမျက်နှာချင်းဆိုင်ထားအာယုံဆိုင်တန်လိုက်လို့ဆွဲနေတယ်လို့စိတ်ချင်းမှာပုံဖော်ပိုနီးလာလေပိုအာယုံဆိုင်လာလေလို့တွေးနောက်ဆုံးလက်နှစ်ဖက်ထိသွားတဲ့အခါမှာကြည်လင်တည်ငြိမ်တဲ့အာယုံစူးစိုက်မှုအပြည့်ရပြီလို့ကိုအချက်ပြလိုက်ရုံပါပဲဒီလေ့ကျင့်ခန်းရဲ့အဓိကသွားတဲ့ကအရန်ကိုရှင်းပါတယ်ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုဒီနေရာမှာဆိုရင်လက်နှစ်ဖက်ထိတာကိုလိုချင်တဲ့စိတ်အခြေအနေနဲ့ချိတ်ဆက်ပေးလိုက်တာပါဒီတော့နောက်ပိုင်းမှာလက်နှစ်ဖက်ကိုပူးကပ်လိုက်အောင်နဲ့ကိုလိုချင်တဲ့အာယုံစူးစိုက်မှုအပြည့်ရှိတဲ့ The Zone State ကိုချက်ချင်းဝင်ရောက်နိုင်တော့မှာဖြစ်ပါတယ်ဒါကတော့နောက်တစ်မျိုးပေါ့အာယုံစိုက်တာထားစွမ်းရည်တွေပြန်ဖြည့်ခြင်းတဲ့အခါတက်ကြွမှုကိုမြင့်တင်ခြင်းတဲ့အခါသုံးရတဲ့နီလာမှာလေ့ကျင့်ခန်းလုပ်နေတစ်ချိန်လုပ်လိုက်တိုင်းကိုအာရင်ဒီပြေးလာတယ်လို့စိတ်ထဲမှာအကြံဖြူးပြီးတတိပေးပုံမြန်လှုပ်သွားတာမျိုးပါကဲနိုလန်နဲ့ဒီနီလန်ကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချပြီးသူရဲ့တနေ့တာကိုလောင်းဝပြောင်းလဲဖြစ်ခဲ့တယ်လဲဆလာဆက်ကြည့်လိုက်ကြရအောင်နိုလန်ဟာရင်ကပင်ပန်းပြီးဘာမှမလုပ်ဖြစ်တဲ့ညင်လေခင်းတွေကိုလောင်းဝပြောင်းလဲဖြစ်မဲ့ပုံစံတစ်ခုကိုသူရဲ့တနေ့တာမှာတီးဆောက်ခဲ့ပါတယ်အလောက်ကပြန်လာရင်မိနစ်20လောက်အိတ်တယ်ပြီးရင်စောစောကပြခဲ့တဲ့ self hypnosis နဲ့လေ့ကျင့်ကပြင်းထန်တဲ့လုပ်တယ်အဲ့ဒီနောက်မှာတော့ဦးစားပေးလုပ်တွေကိုအကျိုးရှိလှုပ်ဆောင်လုပ်တာပါပဲဒီနီလန်ကိုသုံးပြီးတဲ့နောက်မှာနိုလန်ရဲ့ဘဝမှာအန်အောစရာကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာခဲ့ပါတယ်ညနေပိုင်းတွေကမနက်ခင်းအသစ်တစ်ခုလိုပဲတက်ကြွအလန်းဆန်းလာတယ်အချိန်ဆွဲတဲ့အချိန်လုံးဝပျောက်သွားတယ်သူ့ရင်ကတွေကလုတ်ချင်နေတဲ့ option trading တင်ယူဖို့ရည်မှန်းချက်ကိုတောင်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်အဓိကအချက်ကတော့သူကစိတ်ပိုင်းဆိုင်ရာခုထုံးတွေမလိုအပ်ဖဲသူ့ရဲ့ iron battery တွေကိုပြန်လည်အားသွင်းဖို့နီလန်တစ်ခုပဲလိုအပ်ခဲ့တာပါလွန်လင်းဇလန်ကနေတစ်စိတ်ကျွန်တော်တို့အားလုံးအတွက်ဘလို့အသုံးဝင်တဲ့တန်ခမ်းစာတွေရနိုင်မလဲဆိုတာကိုကြည့်ကြရအောင်ဒီချင်းကပ်ပုံရဲ့အဓိကအချက်ကစိုးတွေကိုတိုက်ထုတ်နေတာထက်အကောင်းတွေကိုတက်ကြွတိစောက်နေတာပါကိုလိုချင်တဲ့စိတ်အခြေအနေကိုစောင့်မနေပဲကိုယ်တိုင်ဖန်တီးယူတတ်ဖို့တင်ယူတာပဲဖြစ်ပါတယ်
ကိုကျွမ်းကျင်ပိုင်နိုင်စွာထိန်းချုပ်ခြင်းဆိုတဲ့အတိကအကြောင်းအရာကိုပုံမခိုင်မာစေတဲ့အကောင့်တဲ့စကားတစ်ခွန်းနဲ့ပြောရရင်တော့ကောင်းမွန်တဲ့ရတယ်ကိုစီရောလာမှာပျော်ရွှင်တော့မှမဟုတ်ပါဘူးကိုယ်တိုင်ကအဲ့ဒီတန်ရာပျော်ရွှင်မှုကိုဖန်တီးထိန်းထားနိုင်ပါတယ် ဒီနေ့တင်ဆက်မှုကနေရရှိတဲ့အရေးကြီးဆုံးတင်ကန်းစားတွေကိုအချင်းချုပ်အနေနဲ့ပြန်ကြည့်အောင်အချိန်ဆွဲတာကပင်ကုန်ဆိုင်ကြောင့်မဟုတ်ပဲအားရင်ကုန်ခွဲမှုကြောင့်ဖြစ်နိုင်တယ်ရိုးရှင်းတဲ့ self hypnosis နည်းတွေနဲ့ကိုယ်စိတ်အခြေအနေကိုထိန်းချုပ်နိုင်တယ်ရိုးပန်းဆိုင်ရာအမှုအရာတွေကိုစိတ်အခြေအနေတွေနဲ့ချိတ်ဆက်နိုင်တယ်ပြီးတော့ကိုယ့်အတွက်ဒုတိယမနက်ခင်းတစ်ခုကိုဖန်တီးပြီးဂုဏ်တို့ဆန်အားကိုမြင့်တင်နိုင်တယ်ဆိုတာတွေပါပဲဒီတော့နောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ပြန်မေးကြည့်ရမယ့်မေးခွန်းတစ်ခုနဲ့ညီကုန်းချုပ်လိုက်ပါစေ။တရားချင်းစီအနေနဲ့ရောလိုအပ်တဲ့အချိန်မှာချက်ချင်းရယူနိုင်မယ်ဘလို့အကောင်းဆုံးစိတ်အခြေအနေမျိုးကိုပိုင်ဆိုင်ခြင်းပါတယ်လေ။အဲ့ဒီအခြေအနေကိုရောဘလို့ဖန်တီးယူနိုင်မလဲဆိုတာစဉ်းစားကြည့်စေချင်ပါတယ်။